တော့စိတ်လုံခြုံမှုဆိုတာအိမ်အောင်မယ်ဆိုရင်လဲသူတကယ်အိတ်နေမယ်လို့ရှုံတာအလုံးမအားဘူးဆိုရင်လဲသူတကယ်အလုံးလုံးနေမယ်လို့ရှုံတာဖုံးမအားလို့အမေနဲ့ပြောနေတယ်ဆိုရင်လဲအမေနဲ့ပြောနေမယ်လို့ရှုံတာဖုံးဟာ300ခိုင်နှုန်းကြီးမှရှိတယ်ဆိုရင်လဲအဆက်ရိုက်ပြစမ်းလို့ပြခိုင်းစရာမလိုပဲရှုံတာလက်ဖေးတောင်းမယ်ဆိုလဲဘီယာဆိုင်ရောက်မနေဘူးဆိုတာရှုံတာlocation တစ်ခုချပေးရင်လည်းအဲ့နေရာမှာပဲဆက်ရှိနေမယ်ဆိုတာပြေးကြည့်ကြရမလို့ပဲရှုံတာလိုစကားမျိုးနဲ့မှကိုယ့်အပေါ်မလိန်ညာဘူးတဲ့သူမျိုးဘယ်တော့မှလိန်ညာမှာမဟုတ်ဘူးလို့ရှုံနေတာလူတစ်ယောက်ကိုယုံကြည်ရတာဘလောက်စိတ်အေးချမ်းရတယ်လဲလူတစ်ယောက်ကိုစိတ်ချရတာဘလောက်စိတ်ချမ်းသာရတယ်လဲဆိုတာကိုယ့်ကိုနောက်ကျောလုံစေတဲ့သူနဲ့တွေ့တော့မှခံစားရတာပါအတိုင်းမသိတော့ပျော်ရွှင်မှုပါပဲလို့စိတ်လုံခြုံမှုရတဲ့သူတွေကတော့ပြောကြတယ်စိတ်ချပြီးချစ်ကျင်တယ်စိတ်လုံခြုံမှုရကျင်တယ်နောက်ကျောလုံတယ်လို့ခံစားမှုကျင်တယ်ကျွန်တော်အပေါ်မှာတစ္ဆာရှိစေခြင်းနဲ့အခုကျွန်တော်မှာဖြစ်ပျက်နေတဲ့အရာတွေအတွက်ဘသူကိုမှအပြစ်မတင်တယ်လို့ကံကံရဲ့အကျိုးကိုကျွန်တော်ယုံကြည်တာမို့ကျွန်တော်အရင်ဘဝကလောက်ခဲ့လို့အခုချိန်မှာပြန်ခံရတယ်လို့ပဲမှတ်ပါတယ်ကျွန်တော်အရင်ဘဝကသူများအပေါ်မှာလောက်ခဲ့တဲ့ဝစ်ကြွေးဆိုရင်လေဒီဘဝမှာဒီလောက်နဲ့ပဲခြေပြရစေနာကျင်ရတာပင်